တရုတ်အလုတ်ရှင်ကရေနွေးပူနဲ့လောင်ပလယာတွေနဲ့ညက်ခေါက်ရိုက်တန်နဲ့ရိုက်တာကိုခံရတဲ့မြန်မာအလုတ်သမားတည်င်းနောက်ဆက်တွဲတီးရတာကိုပြန်လာပြောပြတာဒီမြန်မာအလုတ်သမားကိုဒီထိုင်းနိုင်ငံကဖိကန်ဂျွန်ဖလန်ကနေပြီးတော့မှကူညီပေးနေတာအားလုံးလည်းတီးပြီးကြပြီထင်ပါတယ်တော့ဒီနေ့ဂျွန်လာနေရနေ့မှာဒီတရုတ်တွေကနစ်နာသူမြန်မာနိုင်ငံသားအလုတ်သမားကြီးကိုလာပြီးတော့ညှိနှိုင်းတယ်ဖိကန်ဂျွန်ဖလန်တို့လည်းရှိရကွာအဲ့မှာဖိကန်ဂျွန်ဖလန်က live လွှင့်နေတာအဲ့ဗီဒီယိုထဲမှာပြောသွားတဲ့ဟာတွေကိုနည်းနည်းအချင်းချုပ်ပြီးတော့ပြန်ပြောပြမယ်တော်ဆိုးပဲတရုတ်တွေကတော့တရုတ်အလုတ်ရှင်တွေဘက်ကနေပြီးတော့မှတရုတ်နိုင်ငံသား2ယောက်ကျူးလွန်တဲ့သူတွေမဟုတ်ဘူးကျူးလွန်တဲ့သူရဲ့အကိုတို့ကကိုစားဂျားဝင်ပြီးတော့မှလာညှိနှိုင်းတာခုကျူးလွန်တဲ့သူတွေထဲမှာအမျိုးသမီးတယောက်ပါတယ်မလားအဲ့အမျိုးသမီးရဲ့အကူကလာပြီးတော့ညှိနှိုင်းတာကျူးလွန်တဲ့အမျိုးသမီးကမလာဘူးပြီးတော့တခြားကြံတဲ့ကောင်တွေကျူးလွန်တဲ့သူတွေကပဲနဲ့ရောက်တောင်လည်းမသိဘူးသူတို့အလုပ်ရှင်တွေကတချို့ကောင်တွေကလည်းထွက်ပြေးနေတယ်နော်ဓာဝင်ပြီးတော့လာပြောတဲ့ဒီကျူးလွန်သူရဲ့အကူဆိုပဲသူရောက်လာပြီးစကားပြောတဲ့အချိန်မှာဖိကန်ဂျွန်ဖလန်ကမေးရပါတော့ကျူးလွန်တဲ့သူတွေကဘာလို့မလာလဲမေးတော့ဒီတရုတ်တွေကဘယ်လိုပြောလဲဆိုတာစေးုံတက်နေရလို့တဲ့အဲ့ဒီဖိကန်ဂျွန်ဖလန်ကချက်ချင်းဗီဒီယိုခေါ်ခိုင်းပလိုက်တာဗီဒီယိုခေါ်လိုက်တော့တစ်ဖက်ကအမျိုးသမီးอ่ะဒီကျူးလွန်သူအမျိုးသမီးပေါ့လေတရုတ်မှတရုတ်မှအိမ်မှာပဲနေနေတာစေးရုံမှာမဟုတ်ဘူးလို့လာပြီးတော့ညှိနှိုင်းတဲ့ကောင်တွေကလည်းလိန်တာဒါပေမဲ့ဖိကန်ဂျွန်ဖလန်ကချက်ချင်းဗီဒီယိုခေါ်ခိုင်းတော့အကုန်ပေါ်ကုန်ရောအလိန်ပေါ်ကုန်ရောပြီးတော့ဒီတရုတ်အမျိုးသမီးကကိုဝင်ရှိနေတယ်မြန်မာလောက်သမားကိုနှိပ်စက်တဲ့အချိန်တုန်းကလည်းကိုဝင်ရှိတယ်သူကိုဝင်ရှိနေလို့တဲ့ဘိုင်းနာလို့တဲ့အိမ်မှာပဲနေနေတာပဲဘူးပေါ်တယ်လို့ပေါ်သွားကွာစစေးရုပ်ပါလို့ပြောပြီးတော့နောက်ဆုံးတော့အိမ်မှာပဲနေနေတာဖိကန်ဂျွန်ဖလန်ကလည်းတင်းပြီပေါ့လေကြောင်တွေကလာပြီးတော့လာလိန်နေကြတယ်ပြီးတော့တကယ်ကျူးလွန်တဲ့သူတွေကမလာဘူးကွာရောက်လာပြီးတော့စကားတွေပြောညှိနှိုင်းနေတာဒီအခုလာခဲ့တဲ့ကောင်တွေဂျားဝင်ပြီးလာညှိနှိုင်းတဲ့တရုတ်နှစ်ကောင်ကလည်းမြန်မာအလုတ်တမားကိုအပြစ်တွေတင်တာဘာဖြစ်လို့အခုလိုမျိုးရိုက်နေရတာလဲဆိုတော့ဒီမြန်မာနိုင်ငံသားအလုတ်တမားကတဲ့သူတို့ရဲ့တခြားအလုတ်တမားတွေကိုအလုတ်ထွက်သွားအောင်ပေါ့လေတစီယုံသွားလို့ပေါ့လေသူတို့ကြံတဲ့အလုတ်တမားတွေကိုခေါ်ထုတ်သွားလို့ပေါ့လေအဲအကြောင်းမလို့သူတို့ကရိုက်ရတာပါဆိုပြီးတော့ပြန်ပြီးတော့အပြစ်တင်နေရဲ့ဗျာတော်ဆိုးဒီမြန်မာအလုတ်တမားဘက်ကလည်းပြောတယ်ဒီကိစ္စကလုံးဝမဟုတ်ဘူးနော်အဲ့မှာမြန်မာအလုတ်တမားနဲ့အတူပါလာတဲ့မြန်မာနိုင်ငံသားအကူတယောက်စကပြန်တယောက်ကလည်းပြောတယ်တော့တဆုပ်စမ်းလာခဲ့ပြီအလုတ်တမားတွေထွက်သွားတယ်ဆိုတာကြံတဲ့တခြားအလုတ်တမားတွေထွက်သွားတယ်ဆိုတာဒီတရုတ်တွေကလခမပေးလို့ကြံတဲ့သူတွေကထွက်တာအခုအနှိမ့်ဆက်ခံရတဲ့သူနဲ့ဘာမှမဆိုင်ဘူးတဲ့နော်ပြီးတော့တို့ပြောနေကြတော်အများကြီးပဲကွာနောက်ဆုံးဒီတရုတ်တွေဘက်ကနစ်နာဂျေးဘတ်တိန်ခွဲပေးရစစားချင်းဘတ်တိန်ခွဲနောက်ဆုံးကြတော့2သိန်း6တောင်းအထိဖြစ်သွားနစ်နာဂျေး2သိန်း6တောင်းအထိပေးမယ်ပေါ့လေမြန်မာအလုတ်သမားဘက်ကလည်းလက်မခံဘူးသူလိုချင်တာကသူ့ကိုကျူးလွန်တဲ့သူတွေကိုယ်တိုင်လာပြီးတော့လာတောင်းပန်ပြီးတော့မှကြံတဲ့ဟာတွေကိုစကားပြောပေါ့လေအခုကကျူးလွန်တဲ့သူတွေကတယောက်မှမလာကြဘဲနဲ့မဆိုင်တဲ့သူတွေကလာပြီးတော့စကားလာပြောတာနော်သူတို့ညှိနှိုင်းတဲ့အစီအစဉ်ကတော့မဖြစ်မြောက်သွားဘူးပေါ့လေတကယ်လို့နစ်နာဂျေးပေးလိုက်ရင်တော့မှဒီအမှုကမပြီးသွားအောင်တော့မပိတ်သွားအောင်တော့အမှုတတ်ရဲတွေကသူတို့လှုပ်ရှားရှိရလှုပ်နေပြီးဒီနစ်နာဂျေးပေးတယ်ဆိုတာကတရားရုံးရောက်တဲ့ချိန်ကြလို့ရှိရင်ထောက်ကူနည်းနည်းဖြစ်တာပေါ့လေကျူးလွန်တဲ့သူတွေဘက်ကထောက်ကူနည်းနည်းဖြစ်တာနစ်နာဂျေးတွေပါတယ်ပေးထားတယ်ဆိုပြီးတော့မှတရားရုံးမှာတပြောလို့ရတယ်ဒီတယောက်တွေကလေအခင်းဖြစ်တဲ့ချိန်တုန်းကဒီအခုနစ်နာသူမြန်မာနိုင်ငံသားအလုတ်သမားစီကနေ passport တွေရောဖုန်းတွေရောပတ်စံအိတ်တွေရောတိန်သွားတာနော်ညကြီးတဲ့passport ကိုဆိုရင်ကားပေါ်မှာဆွဲဖျက်ပလိုက်တာလို့ပြောတယ်ဖုန်းကတော့နစ်နာသူစီကိုပြန်ပေးလိုက်ပြီတော့live ထဲမှာပြောသွားကြတာအားလုံးခြုံငုံပြီးပြောရရင်တော့အခုမြန်မာနိုင်ငံသားအလုတ်သမားနစ်နာသူကဒီတရုတ်တွေလာညှိတာကိုလက်မခံပါဘူးနော်ရဲတွေကလည်းဒီအမှုကိုဆက်ပြီးတော့စုံစမ်းစစ်ဆေးနေကြတယ်တရားဥပဒေကတော့ရောက်မှာတေချာပေါက်ပဲနော်ခပ်ပြေးနေတဲ့သူတွေလည်းရှိသေးတယ်သူတို့အခု live ထဲမှာတော့ထပ်ပြေးနေရပဲနဲ့ရောက်လဲဆိုတာကိုတော့မပြောပါဘူးနော်တော်ဆိုးကဘိုက်ကြီးတယ်
နော်ပိုက်ကြီးတွေကပိုက်ကြီးနေရတဲ့ဟိုအနှိမ့်ဆက်ပြီးတော့ဟိုလိန်ကလိန်နေရစေးုံတက်နေရတယ်ဆိုပြီးတော့မှလိန်နေရဒီရုပ်တွေနော်လွယ်ဖို့မလွယ်ဘူးလို့နော်နောက်တစ်ထပ်တီးရလို့ရှိရင်လည်းပြန်လာပြပြပေးမယ်ဗီဒီယိုအပြည့်အစုံတည်ကျင်လို့ရှိရင်ကြည့်ကျင်လို့ရှိရင်Pick and Play ရဲ့ Facebook page မှာတင်ထားတဲ့သူ live လွှင့်တာလွန်ခဲ့တဲ့9နိုင်6နိုင်လောက်တော့လေအဲ့မှာကြည့်ကြနော်ဗီဒီယိုအချိန်ကြီးကိုစာတန်းထိုးလုပ်နေလို့ရှိရင်မပြီးနိုင်တော့အဲ့ကြောင့်မို့ဒီမဲ့လာပြောနော် okay အဲ့လေးလာပြောအားလုံးပဲဆင်ပြေကြပါစေ